အားလုံးပဲမင်္ဂလာပါယေရှုခရစ်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်အထူးသဖြင့်ဒီကာလမှာဘုရားသခင်ထံမှာလာတဲ့နော်ကောင်းကြီးမင်္ဂလာငြိမ်သက်ခြင်းကျမ်းမာခြင်းနဲ့ပြည့်စုံကြလိမ့်မယ်လို့ကျွန်မအထူးပဲယုံကြည်တာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်တို့နှုတ်ကပတ်တော်ကိုပြန်လည်မှခံယူရအောင်ကျွန်မဘာအကြောင်းအရာလေးနဲ့ဒီမှာရှိတဲ့သူတွေကိုပြောပြသွားခြင်းလဲဆိုရင် fellowship with God ဆိုတဲ့နော်ဒီအကြောင်းအရာလေးနဲ့ဒီမှာရှိတဲ့ညီကောင်မတွေကိုပြောပြသွားခြင်းတာဖြစ်တယ်နောက်တနည်းအားဖြင့်ပြောမယ်ဆိုရင် intimacy with God ဆိုတဲ့နော်ဒီနှုတ်ကပတ်တော်လေးနဲ့ပြောပြချင်တာဖြစ်တယ်အဲ့တော့ fellowship ဆိုတဲ့အရာလေးကိုကျွန်မအရင်ဆုံးရှင်းပြချင်တယ်ဒီအရာကတော့လူတိုင်းကကြားဖို့ပြီးသားဖြစ်တယ်ယဉ်နှီးတဲ့စကားလုံးဖြစ်တယ်မိတ္တဟာယဖွဲ့ခြင်းဖြစ်တယ်အဲ့တော့ကျွန်မတို့လူတစ်ယောက်ချင်းစီတိုင်းမှာနော်ကျွန်မတို့အပြင်မှာတော့၎င်းမိသားစုတွင်းထဲမှာတော့၎င်းမိတ္တဟာယဖွဲ့ခြင်းကကျွန်မတို့လူတိုင်းမှာရှိတယ်ဟုတ်နော်ကျွန်မတို့အသင်းတော်သွားတော့၎င်းအပြင်မှာအချင်းချင်းတွေ့ကြသည်တော့၎င်းကျွန်မတို့စကားပြောကြတယ်အချင်းချင်းနော်မိတ္တဟာယဖွဲ့ကြတယ်အဲ့တော့မိတ္တဟာယကကျွန်မတို့လူတစ်ယောက်ချင်းစီတိုင်းမှာရှိတဲ့လားဆိုရင်ရှိတဲ့တယ်အထူးသဖြင့်ဖျားနဲ့ကျွန်မတို့ကြားမှာမိတ္တဟာယပို့ပြီးရှိတဲ့နာဖြစ်တယ်အာမင်အပြင်ကလူတွေနဲ့တောင်မှကျမတို့မိတ္တဟာယရှိတယ်ဆိုရင်ကျမတို့ကိုဖန်ဆင်းခဲ့တဲ့ဖယားသခင်ကျမတို့ရဲ့ဖခင်ဖြစ်တဲ့ဖယားသခင်နဲ့ကျမတို့ကပို့ပြီးမှဘာဖြစ်ရမလို့မိတ္တဟာယရှိဖို့ရန်အတွက်လိုအပ်တယ်အဲ့တော့မိတ္တဟာယကကျမတို့အသက်တာထဲမှာအယံပဲအရေးကြီးပါတယ်မိတ္တဟာယဖွဲ့တဲ့အသက်တာကဘာဖြစ်လဲဆိုရင်တော့ဖယားရဲ့နှလုံးသားကိုလည်းတည်ခွင့်ရတာဖြစ်တယ်ဟာလေလုယာအဲ့တော့ဒီနေ့မှာအဲ့ဒီအကြောင်းကိုကျွန်တော်တို့ပြောပြသွားချင်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကိုးကွယ်တဲ့ဖယားသခင်ကိုယ်တိုင်ဒီပင်လင်ကျွန်တော်တို့နဲ့အတူမိတ္တဟာယဖွဲ့ချင်တော်သူဖြစ်တယ်ကျွန်တော်တို့လူဘက်ကပဲဖယားနဲ့မိတ္တဟာယဖွဲ့ချင်တာမို့ဖယားသခင်ကိုယ်တိုင်ပင်လင်ကျွန်တော်တို့နဲ့လာပြီးမှမိတ္တဟာယဖွဲ့ချင်တော်ဖယားဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဘယ်မှာတွေ့နိုင်လဲဆိုရင်ကဘာဦးကျမ်းအခန်းကြီး3အငယ်ဘလောက်မှာတွေ့လဲဆိုရင်8နဲ့9မှာတွေ့ရတယ်ကျွန်မဖတ်ပြခြင်းနဲ့နေအေးသောအချိန်တွင်ထိုဥယျာဉ်၌ထာဝရအရှင်ဖယားသခင်ကြွတော်မူသောအတန်ကိုလူလင်မယားတို့သည်ကြားလျင်အထံတော်မှလွတ်ခြင်းကဥယျာဉ်အပင်တို့တွင်ပုန်းကွယ်လျက်နေကြ၏ထာဝရအရှင်ဖယားသခင်ကလေသင်သည်အဘယ်မှရှိသနည်းဟုလူကိုခေါ်တော်မူ၏လို့ပြောတယ်အဲ့တော့ဖယားသခင်ကနော်လူကိုဖန်ဆင်းတဲ့အခါမှာအေဒင်ဥယျာဉ်အရက်ထဲမှာထားတယ်ဒါပေမဲ့ဖယားသခင်ကလေလူကိုဒီတိုင်းပဲထားတာမဟုတ်ဘူးညနေခင်းတိုင်းမှာလူတွေကိုလာပြီးတွေ့သူဖန်ဆင်းတယ်လူလင်မယားလာပြီးတွေ့အဲ့တော့အဲ့ဒီညနေခင်းမှာဖယားသခင်ကလာပြီးတွေ့တယ်ကြွလာတယ်လို့ဒီကျမ်းစာထဲမှာပြောထားတယ်အဲ့တော့ဖယားသခင်ဒီကျမတို့အားလုံးနဲ့မိတ္တဟာယဖွဲ့ချင်သောဖယားဖြစ်တယ်ဟာလေလုယာအကြောင်းမိတ်ဆွေဖယားသခင်ကိုယ်တိုင်တော်မှာကျမတို့နဲ့မိတ္တဟာယဖွဲ့ချင်သောဆန္ဒရှိတယ်ဆိုရင်ကျမတို့ကရောနေ့ရက်တိုင်းမှာဖယားနဲ့မိတ္တဟာယဖွဲ့ဖို့ရန်အတွက်ဆန္ဒရှိလားဆန္ဒရှိဖို့ရန်အတွက်လိုအပ်တယ်နောက်တစ်ဆင့်ပြောမယ်မိတ္တဟာယအဆင့်ပဲမဟုတ်ဘူးဖယားနဲ့ယဉ်နှီးတဲ့အဆင့်ကိုကျမတို့ကတက်ဖို့ရန်အတွက်လိုအပ်တယ်ဖြစ်တယ်လူတချို့ကတော့ဖယားနဲ့မိတ္တဟာယဖွဲ့တဲ့အဆင့်လောက်မှာပဲရှိတယ်။ဒါပေမဲ့ကျမတို့အဲ့ဒီအဆင့်နဲ့ကျင့်တတ်ဖို့မဟုတ်ဘဲနဲ့ဖယားနဲ့နောက်တစ်ဆင့်ယဉ်နှီးကျွမ်းဝင်ခြင်းဆိုတဲ့ intimacy ဆိုတဲ့ယဉ်နှီးကျွမ်းဝင်တဲ့အဆင့်ကိုကျမတို့ကခြေလှမ်းလမ်းဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်။ Hallelujah. Amen. အဲ့ဆိုဖယားသခင်ကကျမတို့ကိုကျမ်းစာထဲမှာပေါ်ပြတဲ့အရာကယောဟန်အခန်းကြီး15အငယ်15ထဲမှာဘုရားခင်ကကျမတို့ကိုပေါ်ပြတဲ့အရာကဘာလဲဆိုရင်တော့ယောဟန်အခန်းကြီး15အငယ်15ထဲမှာယခုမှစ၍ငါသည်သင်တို့ကိုကျွန်ဟူ၍မခေါ်ကျွန်မူကကိုသခင်ပြုသောအမှုကိုမသိသင်တို့ကိုအဆွေဟူ၍ငါခေါ်၏အကြောင်းမူကငါသည်ခမည်းတော်ထံ၌ကြားသမျှသောအရာကိုသင်တို့အားငါပြသ၏လို့ပြောတယ်တို့ကျမ်းစာကပြောတဲ့အရာကယခုမှစ၍တဲ့ငါသည်သင်တို့ကိုကျွန်ဟူ၍မခေါ်ဘူးတဲ့ဘလို့ခေါ်မလဲဆိုရင်သင်တို့ကိုအဆွေဟူ၍ငါခေါ်၏လို့ပြောတယ်အဲ့တော့ကျွန်ဆိုတဲ့အရာကလေသခင်လုပ်တဲ့အရာကိုသူကသိခွင့်မရှိဘူးဖြစ်တယ်နောက်တစ်ခုကသခင်နဲ့မိတ္တဟာယဖွဲ့ခြင်း fellowship သူမှာမရှိဘူးဖြစ်တယ်လုံးလုံးလည်းမရဘူးဖြစ်တယ်အစင်တန်အယံကွာတာဖြစ်တယ်အဲ့တော့သခင်နဲ့ကျွန်ကြားရဲ့ဆက်ဆံရေးကလေသခင်လှုပ်တဲ့အရာတွေလည်း तू သိခွင့်မရဘူးသခင်ရဲ့နှလုံးသားကိုလည်း तू သိခွင့်မရဘူးဖြစ်တယ်ဒါပေမဲ့ကျမ်းစာကပြောတဲ့အရာကကျမတို့ကိုကျွန်လို့မခေါ်ဘူးတဲ့ဘယ်လိုခေါ်မယ်ဆိုရင်ငါရဲ့အဆွေလို့ခေါ်မယ်တဲ့အကြောင်းမူကားတဲ့ငါသည်တဲ့ခမည်းတော်ထံ၌ကြားသမျှသောအရာကိုသင်တို့အားငါပြမယ်လို့ပြောတယ်
အဲ့တော့ဖခင်ရဲ့အဆွေဖြစ်ခြင်းဖခင်နဲ့နော်အဆွေဖြစ်တဲ့အခါမှာလေကျမတို့တငယ်ချင်းအချင်းချင်းဆိုရင်ကျမတို့ရဲ့ကိစ္စတွေကိုလည်းတိုင်ပင်ဆွေးနွေးကြတယ်ဟုတ်တယ်မလားကျမတို့မှာပြဿနာရှိရင်ကျမတို့ရဲ့တငယ်ချင်းတွေကိုကျမတို့ပြောပြလက်ရှိတယ်ဘာလို့လဲဆိုကျမတို့ယင်ဖွင့်တာဘာလို့လဲဆိုသူနဲ့ယင်နေတဲ့အတွက်ကြောင့်အဲ့တော့ဖခင်နဲ့ကျမတို့ယဉ်နှီးသွားတဲ့အခါမှာကျမတို့ဘာကိုသိနိုင်လဲဆိုဖခင်ရဲ့နှလုံးသားကိုရရှိနိုင်တာဖြစ်တယ်။ဖခင်ရဲ့နှလုံးသားကိုကျမတို့သိခွင့်ရတာဖြစ်တယ်။ဘုရားသခင်ဘာဖြစ်ချင်လဲ။ဘုရားသခင်ရဲ့သူ့နှလုံးသားထဲမှာဘာတွေရှိလဲ။ကျမတို့ဘုရားနဲ့ယဉ်နှီးလာတဲ့အခါမှာဘုရားနဲ့မိတ္တာရဖွဲ့လာတဲ့အခါမှာသိလာနိုင်တာဖြစ်တယ်။ဟာလေလုယာအဲ့ဒါကြောင့်ကျမတို့ရဲ့ယဉ်နှီးခြင်းအသက်တာဘုရားသခင်နဲ့ယဉ်နှီးခြင်းအသက်တာကိုကျမတို့ကနေ့ရက်တိုင်းမှာတည်ဆောက်ဖို့ရအတွက်လိုအပ်တာဖြစ်တယ်ဟာလေလုယာအဲ့တော့ယေရှုကိုယ်တိုင်ပင်လေနေ့သူလောကမှာအသက်ရှင်တဲ့အခါမှာသူခမေးတော်ထံမှာ तू ကမနက်ခင်တိုင်းမှာဆုတောင်းတယ်လို့ကျမ်းစာကပြောတယ်မနက်တိုင်းမှာ तू တောင်ပေါ်ကိုတက်ပြီးမှဆုတောင်းနေတယ်ကျမတို့သမသက်ကျမ်းထဲမှာတွေ့ရတယ်အဲ့တော့ယေရှုရဲ့အသက်တာကသူ့ခမေးတော်နဲ့နေ့တိုင်းမှာမိတ္တာရရှိတယ်။ကျမမိတ်ဆွေကျမတို့ရဲ့အသက်တာမှာရောနေ့ရက်တိုင်းမှာဖခင်နဲ့မိတ္တာရပြုတဲ့အချိန်ရှိလား။ဖခင်ကိုကျမတို့အချိန်ပေးလား။မိတ္တာရဆိုတာတနည်းအားဖြင့်ဖခင်ကိုအချိန်ပေးခြင်းဖြစ်တယ်။အဲ့ဖခင်ကိုကျမတို့အချိန်ပေးလား။ကျမတို့အလုပ်တွေများပြီးမှပင်ပန်းပြီးမှဒီနေ့ဖခင်ကိုအချိန်မပေးနိုင်တဲ့အချိန်တွေရှိခဲ့မယ်ဆိုရင်ဒီနေ့ကျမတို့ဒီနှုတ်ကပတ်တော်ကိုကြားတဲ့အခါမှာပြန်ပြီးမှဖခင်သခင်ကိုအချိန်ပေးရအောင်ဖခင်သခင်နဲ့ယဉ်နီးမှုကိုပြန်ပြီးတည်ဆောက်ရအောင်ဖခင်နှလုံးသားကိုတည်ဖို့ရန်အတွက်ကျမတို့ယဉ်နီးဖို့လိုအပ်တယ်ထို့ဖခင်သခင်နဲ့ကျမတို့ယဉ်နီးလာတဲ့အခါမှာဖခင်စီကဒီနေ့နဲ့နေသောအရာတွေလည်းကျမတို့ကြားနိုင်တာဖြစ်တယ်ဟာလေလုယာအဲကြောင့်ကျမတို့ဘာလုပ်ရမလဲနေ့ရက်တိုင်းမှာယဉ်နီးမှုကိုတည်ဆောက်ရအောင်မိတ္တာရကိုနေ့ရက်တိုင်းမှာအချိန်ပေးရအောင်ဟာလေလုယာအရင်မဲ့အရေးကြီးတာဖြစ်တယ်အာမင်အဲ့တော့နောက်ကျမ်းပိုက်တစ်ပတ်ကိုကျွန်မဖတ်ချင်တာဖြစ်တယ်ယောဘအခန်းကြီး20အငယ်21ကိုကျွန်မဖတ်ချင်တယ်ဖယားသခင်နဲ့အကျွမ်းဝင်၍မိတ္တာရဖွဲ့လို့ထိုတို့ပြုမှကောင်းစားခြင်းတို့ရောက်ရလိမ့်မည်လို့ပြောတယ်ဖယားသခင်နဲ့အကျွမ်းဝင်၍မိတ္တာရဖွဲ့လို့ပြောတယ်ဖယားသခင်နဲ့အကျွမ်းဝင်ရမယ်မိတ္တာရဖွဲ့ရမယ်အဲ့လိုမျိုးလုပ်မယ်ဆိုရင်ကောင်းစားခြင်းတို့ရောက်ရလိမ့်မယ်လို့ပြောတယ်ကျမ်းစာကအင်္ဂလိပ်ကျမ်းစာမှာပြောဆိုရင် prosperity လို့ပြောတယ်ကြွယ်ဝခြင်းကကျမတို့စီကိုရောက်လာမယ်လို့ပြောတယ်အဲ့တော့ကြွယ်ဝခြင်းဆိုမိတ်ဆွေအားလုံးသိပါတယ်ထိုကြွယ်ဝခြင်းဘုရားသခင်စီကလာတဲ့ကြွယ်ဝခြင်းကောင်းကြီးမင်္ဂလာကဘယ်တဲကနေလာနိုင်လဲဆိုရင်ဘုရားသခင်နဲ့မိတ္တာရဖွဲ့ခြင်းကနေလာနိုင်တာဖြစ်တယ်အာမင်အဲ့ကြောင့်ကျမတို့ဘာလုပ်ရမလဲအဲ့ဒီကြွယ်ဝခြင်းကိုကျမတို့အတကုံစူးစမ်းရှာစရာမလိုဘူးဖြစ်တယ်ကျမတို့ရှာနေတဲ့နီလာတွေကတခါတလေမားရင်မားလိမ့်မယ်အမေကျမ်းစာကကျမတို့ကိုတင်ပေးတဲ့အရာကဖယားသခင်နဲ့မိတ္တာဟာရဖွဲ့ခြင်းယဉ်နီးကျွမ်းဝင်တဲ့အသက်တာထဲမှာကောင်းကြီးရှိတယ်ဟာလေလုယာကောင်းကြီးရှိတယ်မိတ်ဆွေအဲဒါကျမတို့ဘာလုပ်ရမလဲဖယားသခင်နဲ့ယဉ်နီးမှုကိုကျမတို့တိဆောက်ထားဖို့ရန်အတွက်လိုအပ်တယ်မိမိရဲ့အသက်တာမှာမိမိရဲ့မိသားစုထဲမှာဖယားနဲ့ယဉ်နီးတဲ့အသက်တာကိုတိဆောက်ဖို့ရန်အတွက်မိသားစုထဲမှာပြည့်စင်မှာအာမင်အဲ့ခါကျရင်မိသားစုထဲမှာဖယားသခင်ရဲ့ကြွယ်ဝခြင်းဒီနေ့ကောင်းစားခြင်းအောင်မြင်ခြင်းငြိမ်သက်ခြင်းဒီနေ့ကောင်းကြီးမင်္ဂလာတွေဟာမိသားစုထဲကိုရောက်လာမှာဖြစ်တယ်။အဲ့ဒါကျမတို့အပေးခြင်းနဲ့မိတ်ဆွေဒီနေ့ဖယားနဲ့ယဉ်နေမှုကိုနေ့တိုင်းမှာတည်ဆောက်ပါ။ဖယားနဲ့မိတ္တာရဖွဲ့ခြင်းကိုနေ့တိုင်းမှာအချိန်ပေးပါ။အချိန်မရှိဘူးဆိုရင်တော့ရှိအောင်လုပ်ပြီးဖယားကိုအချိန်ပေးပါ။အာမင်ကျမ်းစာဘတ်ပါဆုတောင်းပါဖယားနဲ့အချိန်ယူပါဖယားကိုအချိန်ပေးပါကျမ်းစာကပြောတယ်ငါနာမ၌ကိုးကွယ်တော့အရက်ခတ်သိမ်းတိုင်းမှာငါစင်းကြွပြီးကောင်းကြီးပေးမယ်လို့ပြောတယ်ဖယားနဲ့မိတ္တာရဖွဲ့တဲ့နေရာတိုင်းမှာဒီနေ့ဖယားသခင်စင်းကြွပြီးကောင်းကြီးပေးမှာဖြစ်တယ်အာမင်ဒီနေ့ဖယားသခင်စင်းကြွလာတယ်ဘယ်နှယောက်လိုချင်လဲဖယားသခင်ဘယ်နှယောက်ကြိုးစိုးမလဲဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာဖယားသခင်ကိုကြိုးစိုးရအောင်ကျမတို့မိသားစုထဲမှာဖယားသခင်ကိုအချိန်ပေးရအောင်အဲဆိုဖယားသခင်ကိုယ်တိုင်ကြွလာပြီးမှကျမတို့နဲ့အတူဒီနေ့မိတ္တာရဖွဲ့မှာဖြစ်တယ်ဗျာဒိတ်ချမ်းကပြောတယ်ငါဒီတကားရှိမှရက်လွယ်ခောက်လျက်နေ၏တဲ့အကျဉ်သူဒီငါ၏အတန်ကိုကြား၍တကားကိုဖွင့်အပ်ငါဒီလေတဲ့ထိုသူနဲ့အတူစားတော့လိမ့်မယ်လို့ပြောတယ်
အဲ့တော့ဖယားသခင်ဆိုလိုချင်တာကဖယားသခင်ကကျမတို့နဲ့အတူမိတ္တာရဖွဲ့ခြင်းတော်သူဖြစ်တယ်ကျမတို့နဲ့အတူစားတော့ခြင်းတော်သူဖြစ်တယ်ကျမတို့နဲ့အတူနေထိုင်ခြင်းတာဖြစ်တယ်မိတ်ဆွေအဲ့ဒီတင်တယောက်တည်းပဲနေထိုင်နေတင်တယောက်တည်းပဲအထီးကျန်နေလို့ခံစားရဆိုအားပေးခြင်းနဲ့ဖယားသခင်ကတင်နဲ့မိတ္တာရဖွဲ့ခြင်းတာဖြစ်တယ်ဖယားသခင်တင်နဲ့စကားပြောခြင်းနဲ့ဖယားသခင်တင်အနာမှာရှိခြင်းနဲ့ဟာလေလုယာဒီနေ့ဖယားသခင်ကိုကြိုဆိုရအောင်ဖယားသခင်ကိုအချိန်ပေးရအောင်အာမင်အဲ့တော့ကျွန်မအားပေးခြင်းပါတယ်ဒီနှုတ်ကပတ်တော်ကိုသင်ကြားတဲ့အခါမှာ fellowship with God ဖယားသခင်နဲ့မိတ္တာရဖွဲ့ပါ intimacy with God ဖယားသခင်နဲ့ယဉ်ဤကျွမ်းဝင်မှုကိုတည်ဆောက်ပါဟာလေလုယာမိမိရဲ့အသက်တာမှာတည်ဆောက်ပါမိမိရဲ့မိသားစုထဲမှာတည်ဆောက်ပါအဲ့လိုဆိုရင်ဖယားသခင်ရဲ့ကောင်းကြီးမင်္ဂလာကောင်းစားခြင်းကြွယ်ဝခြင်းကကျွန်တော်တို့အသက်တာထဲမှာရောက်ရှိလာမှာဖြစ်တယ်အဲ့တော့ဒီနှုတ်ကပတ်တော်လေးနဲ့ဒီမှာရှိတဲ့သူတွေကိုခွန်အားပေးချင်တာဖြစ်တယ်အဲ့တော့ဒီနှုတ်ကပတ်တော်ကိုကြားတဲ့အခါမှာနှလုံးသားထဲမှာနာခံယုံမဲမဟုတ်ဘဲနဲ့လက်တွေ့တည်ဆောက်ရအောင်အာမင်အရောက်ချင်းစတိုင်းပေါ်ဖျားရှင်အထူးပဲကောင်းချီးပေးပါစေ